Ocean Street Food Night Market ကိုသွားပါတယ်။နာရီဝက်လောက်သွားရမှာကိုလမ်းမှာပြီးတော့လမ်းကြောင်းယူတာမှာပြီး45မိနစ်လောက်ကြာသွားပါတယ်။ဝင်းရအကျယ်ကြီးပဲတူတွေလည်းအများကြီးပဲ This is the line. We have to My god. ဒါအခုညနေ6နာရီလောက်ပေါ့နော်9နာရီကိုကြိုးဖို့အမိပြန်ရမယ်။ကားပတ်ကင်နေရဖို့2ပတ်လောက်ပတ်လိုက်ရတယ်အဲဝင်းအကျယ်ကြီးကိုနောက်ဆုံးမှာတော့200ပေါ့တခုကန်ကောင်းစွာနဲ့ပဲရရှိသွားပါပြီကဲကိုရီလည်းတန်းစီတဲ့ line နဲ့ရောက်သွားပါပြီသူများရဲ့ order လိုပဲ I like that car like all လိုက်ပါတယ်လူတွေလည်းအများကြီးဆိုင်နေတယ်အများကြီးပဲဘေးတင်လည်းမေးလို့ရပါတယ်စိတ်တော့ဝင်စားတယ်ဒါပေမဲ့အချိန်သိမ်းမရဘူးဆိုတော့ဒီနေ့ကိုတော့မေးနိုင်တော့မှာမဟုတ်နောက်တစ်ခေါက်တည်းပေါ့နော်လူတွေကဟိုဘက်အချမ်းမှာတအားကြိတ်တို့ပေါ့နော်ဒီဘက်ချမ်းကတော့နည်းနည်းလေးအသက်ရှူချောင်းနေပေါ့ထော်လာတရား$55 $55ကဲဒါကတော့စုညံပြီးတော့မှလူတွေကြိတ်တို့နေတဲ့နေရာကိုရောက်ပါပြီဆောင်ရဖြစ်မယ်ထင်တယ်။အိန္ဒိယအကကနေရာလေးနဲ့တစ်ပြက်ကြည့်ခဲ့ပါသေးတယ်။တခြားကားတွေလည်းကြည့်တော့ကြည့်ချင်တယ်ဒါပေမဲ့9နာရီအမိကိုကြိုးရမှာဆိုတော့လေမကြည့်ပြတော့ပါဘူး။သင်္ဘောဒီတောင်းဆိုင်ကိုတွေ့ရှိသွားပြီဖြစ်ပါတယ်။8 ရက်8လမှာပေါင်းချင်းရှိရတဲ့နံပါတ်လေးနဲ့မှာထားတဲ့မုံလေးကိုစောင့်ရပါတယ်။8ဆိုတော့ lucky infinity ပေါ့နော်။8ကနေပုံစံလေး infinity နဲ့တူလို့ကျန်ရေးဆိုင်နေတဲ့အများကြီးရှိတယ်။ဒီဆိုင်လေးကနေရွှေ့ပြီးတော့ဝယ်တောက်လိုက်တယ်ပေါ့နော်14ချက်တန်တာဆူရှီဆိုင်လည်းရှိတယ်ဒါပေမဲ့ခုနကကောင်းရင်းနဲ့ဝတ်သားနဲ့ဝယ်ထားတယ်ဆိုတော့ထပ်မဝယ်တော့ဘူးပေါ့နော်ကောင်းလည်းစားနိုင်မှာမဟုတ်ဘူးဆိုတော့ဒါကတော့စားမယ်ဝါမယ်ဆိုတဲ့ဖူးတွေနေရောက်ပေါ့နော်ဒီဝက်နဲ့ယုံမီတောင်းနေတော်တော်ကောင်းတယ်မီးပဲမိခဲ့တယ်ပါဆယ်တော့မဝယ်လာခဲ့တော့လက်အိတ်ဆိုပြီးတထုံးနိုင်မိခဲ့တယ်ဒါကတော့ကျမပါပေါ့နော်ဟိုကိုယ့်ပဲရိုက်ရတာပေါ့ရိုက်ပေမဲ့သူမရှိဘူးဆိုတော့လေငယ်ချင်းကိုရိုက်ခိုင်းမှုကြတော့လည်းအားနာလို့လေကားမောင်းပြီးတော့လည်းလိုက်ပို့ရသေးတယ်ဗီဒီယိုဓာတ်ပုံတွေနဲ့တိုက်ရိုက်ပေးနေရတယ်ဆိုမဟုတ်သေးဘူးလေနော်သူကအဲ့ agro ပေါ့နော်ကော်ပြန်ကျော်သူတော်တော်ကြိုက်တာStreet Food Night Market ဆိုတော့ထိုင်စားစရာနေရာမရှိဘူး။ parcel ဝယ်လာတယ်ကားပေါ်မှာနည်းနည်းစားတယ်ပေါ့နော်။ကိုအတွက်တပူကိုစားဖို့တပူပေါ့။ဒါလေးတွေကတင်မောသီတောင်းနဲ့တွဲစားဖို့ထည့်ပေးလိုက်တာလေးတွေ။ It's gone တင်မောသီတောင်းလေးကလည်းစားလို့ကောင်းတယ်။ကောင်းညင်းလေးနဲ့ဝက်သားလေးကလည်းစားလို့ကောင်းတယ်။ကားပေါ်မှာတဝက်နှိုက်မိခဲ့တယ်။အလားတွေကတွေးခဲ့တဲ့ကရင်နီ store လေးကိုဝင်ကြည့်တယ်ပေါ့နော်။အဲ့ဒီ Night Market လုံနေနေရနဲ့တိတ်မဝေဘူး7မိနစ်လောက်ပဲမောင်းရမယ့်နေရာမှာဒီတန်းမှာတော့ကိုရှာနေတဲ့ဟာတွေတွေ့ပါပြီမစားဖြစ်တာကြာပြီဖြစ်တဲ့လက်ဖက်ကိုလည်းတွေ့လို့ဝယ်လာခဲ့ပါပြီကရင်နီစတိုးဆိုတော့မြန်မာစားတောက်တွေရှိတယ်မြန်မာစားတောက်တွေမြင်ရတာဝယ်ရတာပျော်တယ်စိတ်ချမ်းသာတယ်ပေါ့နော်စတိုးကနေပြီးတော့အများကြီးဝယ်လာပြီးတော့အရင်ကကျင်းနေတော့လက်ဖက်တွေလည်းရခဲ့ပြီလက်ဖေးတွေလည်းရခဲ့ပြီကဲအိမ်ပြန်ပါပြီဒါကတော့ကရင်လူမျိုးတွေအများဆုံးနေထိုင်တဲ့စိန်ပေါ်မျိုးကြီးကိုအပြန်လမ်းမှာမြင်ရတာပေါ့နော်ဒါကတော့ဝယ်လာတဲ့စုံပလုံစီလေးတွေပေါ့နော်ဟိုရက်တည်းကလေသူများတွေ Facebook မှာအင်ဦးပုံနေတင်တော့စားချင်နေတာအခုအင်ဦး
ပြုတ်ဆိုပြီးတွေ့တော့နှစ်ဘူးဝယ်လာခဲ့တယ်ကောင်းမကောင်းတော့စားကြည့်ရမှာပေါ့နော်ဆိုတော့ဘဲပြုတ်ကိုလည်းနှစ်ဘူးဝယ်လာတယ် best နဲ့အိမ်ချက်ဘဲဟာပူစားကောင်းမလဲတော့မသိဘူးပေါ့နော်ရှင်စားကြည့်ဖို့အတွက်ကူကူကပဲကလာဟင်းကြိုက်တော့သူတို့ပဲကလာဟင်းပေါ့ဒါကတော့အိမ်ကြိုက်တဲ့ကတဲ့ချင်းရိုင်ယန်မြန်မာတီမစ်လည်းပါတယ်လေမိုးဟင်းကလည်းချက်စားမယ်ဒါကတော့ကလားလေးမစလာပေါ့ရှာနေရကြာပြီအခုမှတွေ့တာအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်